အောင်မဲမင်္ဂလာပါเนาะဒီချက်ကတော့ Excellent English Language Center ရဲ့ဒီချက်အေးမှုဖြစ်ပါတယ်ဒီနေ့ဗီဒီယိုဖိုင်ထဲမှာတော့ Grade 12 English Grade 12 English ထဲက Review 2ကိုဒီချက်ရှင်းပြပေးမှာဖြစ်ပါတယ်အဲ့တော့ဒီချက် laptop တွေကဒီ PDF ဖိုင်ကစာရီမှုံးနေလို့ကျောင်းသားတယောက်ရဲ့စာအုပ်ကိုယူရှင်းရတာဖြစ်တဲ့အတွက်အဖြေတွေကတော့ပါနေတာပေါ့เนาะအဲသဘောတရားတွေဒီချက်ရှင်းပြပေးမယ်နံပါတ် A က fill each blank တဲ့ကုလတစ်ခုစီကိုဖြည့်ပါ with an appropriate word တင့်တော်တဲ့စကားလုံးနဲ့The initial letters are given to help you တဲ့ဒီအစစလုံးတွေပေးထားတယ်တဲ့ are given to help you မင်းကိုကူညီဖို့တဲ့ဒါ somewhat စစ်ကြီးမှာလည်းဒီလို initial letter တွေဆက်မှတ်ဖို့ပါတယ်ပေါ့နော်အဲ့ဒါတွေအတွက်ဒါလေ့ကျင့်ပေးတာပဲဖြစ်တယ်ပေါ့ဒါဟာကိုသင်ပြီးသားကိုရင်းပြီးသား meaning တွေတဲကနေမေးသွားတာပဲဖြစ်တယ်ပေါ့ Number 1က sometimes တခါတည်းမှာ in life ဘဝကတဲ့ a white line နဲ့ဒီအဖြူရောင်မူသားဆိုတာ is better than the truth တဲ့အမှန်တရားထက်တောင်မှပိုကောင်းနေပါသေးတယ်တဲ့ဘသူ့ကိုမှမနစ်နာစေချင်တဲ့မူသားဆိုတာကတခါတလေအမှန်တရားထက်တောင်ပိုပြီးကောင်းနေပါတယ်တဲ့အဲ့တော့ white ပေါ့နော် Number 2 one Nanda saw my go watch တဲ့ Nanda ကတဲ့ငါရဲ့ရွှေလက်စွပ်ကိုမြင်သွားတော့တဲ့ she was green with envy တဲ့သူမှမနာလို့စိတ်ဖြစ်သွားတယ်ပေါ့နော် green with envy တဲ့ဒါ colors ထဲမှာပါတယ်ဟာပေါ့Now number 3 my uncle lives in Buddha တဲ့ငါဦးလေးက Buddha မှာနေပါတယ်တဲ့ and ပြီးတော့ I only see him ငါသူ့ကိုမြင်ရတာပါ once in a blue moon မြင်တော့မြင်ခဲ့တခါတရံရှာရှာပပမှာမြင်ရတာပါเนาะဒါ rarely တို့ hardly တို့ပဲ once in a blue moon ဆိုတာကဖြစ်တောင်ဖြစ်ခဲ့ကြုံတော့ကြုံခဲ့ပေါ့ a lot of number 4 a lot of fake things တဲ့အတုတွေအများစုကအာဆိုးတဲ့အတုတွေအများစုကိုတဲ့အာဆိုးရောင်းပါတယ် on the black market မှောင်ကိုဈေးမှာရောင်းပါတယ်တဲ့ဒါ number 4က blackတရားမဝင်ဈေးပေါ့ I saw a dead rat on the street လမ်းပေါ်မှာ I saw a dead rat တွက်သေးတဲ့ကောင်ကိုကျွန်တော်တွေ့ခဲ့တယ် it was really disgusting တကယ်ကိုယွန်းစရာကြီးတွက်သေးရယွန်းစရာကြီး disgusting Number 6 the boy felt frustrated ကောင်လေးကစိတ်ပြတ်တယ်တဲ့ as he could not solve the problem သူဟာပု္ပ္ပစာကိုမဖြေရှင်းနိုင်ဘူးပြဿနာကိုမဖြေရှင်းနိုင်တဲ့အတွက်ကြောင့်တဲ့ကောင်လေးက frustrated တကယ်ကိုစိတ်ပြတ်တယ်တဲ့ဟာလားNow the result of the game နဲ့ပြိုင်ပွဲရဲ့ရလဒ်က was surprising တကယ်အံ့ဩစရာကြီး the best team အကောင်းဆုံးအဖွဲ့က didn't win နဲ့မနိုင်ခဲ့ဘူးတဲ့ရှုံးခဲ့တယ်ပေါ့နော်။အော်ရလဒ်ကလည်းအံ့ဩစရာကြီးပဲ။တော်ပါတယ်ဆိုတဲ့အဖွဲ့ကရှုံးနေတယ်။တော်ပါတယ်ဆိုတဲ့အဖွဲ့ကမနိုင်ဘူးဖြစ်နေတယ်တဲ့။ Number 8 robotic vacuum cleaners တဲ့ဒီစက်ရုပ်နဲ့ဆိုင်တဲ့ဒီဖုန်းသုံးစက်တွေကတဲ့ have sensor တဲ့အာရုံခံကရိယာတွေပါတယ်တဲ့ that can detect စုံစမ်းတဲ့ the area where they need to pick text တဲ့သူတို့ဖုန်းသုံးရမယ့်နေရာကိုအာရုံခံနိုင်တဲ့ sensors တွေပါတယ်တဲ့အဲ့ robotic robotic number 8က number 9 with the advance ဒီထွေမှုနဲ့သူ of an unmanned spacecraft ပေါ့ဒီလူမပါတဲ့အဂါသယာဉ်တွေကိုဒီထွေမှုနဲ့အတူ human beings တဲ့လူသားတွေက can explore ရှာဖွေစူးစမ်းနိုင်ပါတယ် the outer space တဲ့ဒီအပြင်ပအာဂါသလောကကြီးကိုတဲ့ much better than the last decade လွန်ခဲ့တဲ့ဆယ်စုနှစ်တွေကထက်ကိုပဲအပြင်ဘက်လောကကြီးအာဂါသကဘာကြီးကိုပုံမူပြီးတော့ရှာဖွေစူးစမ်းနိုင်ပါတယ်တဲ့ number 9အဖြစ်က unmanned number 10 electronic gadgets တဲ့လျှက်စစ်ပစ္စည်းအသေးစားလေးတွေပေါ့ဆက်အစရှိတဲ့ wireless earbuds တဲ့ဒီကျိုးမဲ့နှချက်ကလေးတွေပေါ့ for mobile phones တဲ့ဒီလက်ကင်ဖုန်းလေးတွေအတွက်ကျိုးမဲ့နှချက်ကလေးတွေကတဲ့ are fashionable တဲ့fashion လဲကြတယ်တဲ့ and ပြီးတော့ convenience to use သုံးရတာလည်းအဆင်ပြေပါတယ်တဲ့ number 10ရဲ့အဖြစ်ကတော့ gadgets ပေါ့နော်ကဲအဲ့တော့အဖြေလေးတွေတည်တဲ့ review 2ရဲ့ number 8ရဲ့အဖြေလေးတွေတည်တဲ့ကိုတစ်ချက်ကြည့်လိုက်ရအောင်ပါနော်ကဲအဲ့တော့အဖြေတည်တဲ့က number 1ပေါ့နော် number 1က review 2A က number 1ကwhite, number 2 green, number 3 blue, number 4 black, number 5 disgusting, number 6 frustrated, number 7 surprising, number 8 robotic, number 9 unmanned, number 10 gadgets. Now number B ကိုဆက်ကြည့်ပါနော် number B ကတော့ complete each sentence စာကြောင်းတစ်ကြောင်းစီကိုဖြည့်ဆွတ်ပါ with an appropriate phrase in the box ဒီ၄တောင်ကွက်ထဲမှာပေးထားတဲ့စကားစုတွေနဲ့တဲ့ဟလာစာကြောင်းတစ်ကြောင်းစီကိုဖြည့်ဆွတ်ပါတဲ့။အဲ number 1က my parents ငါရဲ့မိဘတွေက are not worried about ငါနဲ့ပတ်သက်ပြီးတော့ about me ငါနဲ့ပတ်သက်ပြီးမစိုးရိမ်ဘူးတဲ့။ as ဆို because ဘာကြောင့်လဲဆိုတော့ ਨੇ တူတူပဲ as they know that သူတို့သိတယ် I am take care of myself ငါကိုငါဂရုစိုက်နိုင်ပြီဆိုတာသူတို့သိတဲ့အတွက်ကြောင့်တဲ့ငါရဲ့မိဘတွေကငါနဲ့ပတ်သက်ပြီးတော့မစိုးရိမ်ဘူးမပူပန်ဘူး worried about Number 2 Lala is really Lala ကအမှန်တကယ်ပဲ excited about
စိတ်လှုပ်ရှားရင်ခုန်စိတ်လှုပ်ရှားပါတယ် her trip to ငပလီသူမငပလီသွားမယ်ခရီးအတွက်ရင်ခုန်စိတ်လှုပ်ရှားပါတယ်တဲ့ as she has never been there before အဲ့ကိုသူမဘယ်တော့မှမရောက်ခဲ့ဘူးတဲ့အတွက်ကြောင့်ငပလီခရီးစဉ်အတွက်သူမကရင်ခုန်စိတ်လှုပ်ရှားပါတယ်တဲ့ number 3 အောင် was not fully တဲ့ aware of the danger တဲ့အောင်ကတဲ့အန်ဒီရဲ့ကိုတဲ့လုံးဝကိုသတိမထားဘူးတဲ့ of going out late at night တဲ့ညဘက်နောက်ပိုင်းနဲ့ညဘက်ညနေပိုင်းမှာတဲ့အပြင်ထွက်တဲ့ဟာကိုတဲ့သူကတဲ့အန်ဒီရဲ့ကိုတဲ့သူကဂယူးမဆိုင်ဘူးသတိမထားဘူးတဲ့ aware of number 4 although some people want to play extreme sports တဲ့ although တော့လည်းပဲ some people လူအချို့က want to play extreme sports တဲ့ဒီပြင်းထန်တဲ့အကစားတွေကစားကျင်တော့လည်းပဲ they are scared of getting hurt ထိခိုက်မိမှာကိုလည်းသူတို့ကကြောက်နေတယ်တဲ့ number 4 scared of number 5 Domya was Domya က herself for having let her emotion get out of control တဲ့သူမကတဲ့သူမရဲ့စိတ်ခံစားချက်ကိုမထိန်ချုပ်နိုင်ခဲ့တဲ့အတွက်တဲ့ Domya was embarrassed တဲ့ Domya က herself was embarrassed herself သူမကိုသူမရှက်တယ်တဲ့အရှက်ရတယ်ပေါ့ number 6 her boss was very our boss was very ကျွန်တော်တို့ရဲ့တထေးက was very pleased with please တော့ကဝတ်လိုက်တယ် the result of our group's work ကျွန်တော်တို့အုပ်စုရဲ့လုပ်ငန်းအလုံးနဲ့ပတ်သက်ပြီးလုပ်ရရလက်ကိုတဲ့ကျေနပ်တယ်ပေါ့ please with ကျေနပ်တယ်အလွန်ကျေနပ်တယ်တဲ့ he said သူကပြောပါတယ် it was excellent တိတ်တော်တယ်လို့လည်းပြောပါတယ်တဲ့ number 6ကအဖြေကတော့ pleased with ဖြစ်ပါတယ်ကဲအဲ့တော့အဖြေလေးတွေတည်တဲ့ review 2ရဲ့ number B ရဲ့အဖြေလေးတွေတည်တဲ့ကြည့်လိုက်ကြရအောင်ပါကဲဟုတ်ပြီအဲ့တော့ number 1က worried about number 2 excited about number 3 aware of number 4 scared of number 5 embarrassed number 6 pleased with ကဲနောက် number C ကိုစက်ကြည့်ကြမယ်number C ကတော့ choose the correct option မှန်ကန်တဲ့ဟာကိုရွေးပေးပါတဲ့ဒီမှာ number 1က after ရဲ့ although ရဲ့ before ရဲ့ if ကဲတဲ့ပြီးထားတဲ့ it was very dark တဲ့အလွန်မှောင်တယ်ပေါ့နော် the children are still playing outside ကလေးတွေအပြင်မှာကစားနေတော့မယ်တဲ့အလွန်မှောင်တော်လဲပဲဒါ contrast sentence ပေါ့နော်နိုင်ရှင်တာပေါ့ although number 2က because က unless က although ရဲ့ noun that ကပြီးတယ် it stops rainy တဲ့မိုးရွာတာရက်တဲ့ we won't go out တဲ့ဟာလားကျွန်တော်တို့အပြင်မသွားဘူးတဲ့မိုးရွာတာမရက်ဘူးဆိုရင်ပေါ့နော် unless ဟာလား unless it stop rainy မိုးရွာတာမရက်ဘူးဆိုရင် we won't go out ကျွန်တော်တို့အပြင်မသွားပါဘူးတဲ့ I open the door တဲ့ကျွန်တော်တကားပေါက်ကိုဖွင့်ထားပါတယ် so as to ရဲ့ for ရဲ့ so that ရဲ့ because ရဲ့ my little cat could come in ကျွန်တော်ကြောင်ကလေးတဲ့ဝင်လို့ရစေရန်ဆိုတော့ဘာတော့ဆိုတော့ so that နံပါတ်3ကနံပါတ်4က we were happy ကျွန်တော်တို့ပျော်ရွှင်ပါတယ် when ရ why ရ where ရ how ရ we received the first prize ကျွန်တော်တို့ပထမဆုရတဲ့အခါမှာရသောအခါမှာဆိုတော့ one ဖြစ်ပါတယ်နံပါတ်4ကကျွန်တော်တို့ပျော်ရွှင်ကြတယ်နံပါတ်5မာလာ will go to the gym မာလာဂျင်ကိုသွားလိမ့်မယ် after ရ why ရ unless က before ရ she has finished her chores တဲ့သူမရဲ့အိမ်မှုကိစ္စတွေပြီးဆုံးသွားပြီး now ဆိုတဲ့ဟာမှာတက်တော့မှာပါ after ပါ number 5က after ပေါ့နော် number 6 my friends carries his laptop with him တဲ့ကျွန်တော်တငယ်ချင်းကတဲ့သူ့ရဲ့ laptop ကိုသူသွားရာကိုတည်သွားပါတယ်တဲ့ whatever wherever whenever however he goes တဲ့သူသွားတဲ့နေရာတိုင်းဆိုတော့ wherever ဖြစ်ပါတယ်အဲ့တော့ number C ရဲ့အဖြေလေးတွေကိုတီးတန်းကြည့်လိုက်ကြအောင်ပါကဲအဲ့တော့ grade 12 English unit 6 now ပါ review 2ရဲ့ number C အဖြေက number 1 although number 2 unless number 3 so that number 4 when number 5 after number 6 wherever သွားတဲ့နေရာတိုင်းကဲအဲ့တော့ number D ကိုစက်ကြည့်ကြဆိုရဲ့ဘက်ဒီကဘာလဲဆိုတော့ rewrite the sentences စာကြောင်းတွေကိုရေးပါပြန်ရေးပါပေါ့ using no matter what no matter who no matter how no matter which no matter whether etc အစရှိတဲ့ဖြင့် no matter ပတ်တန်ကိုတဲ့သုံးဆွဲပြီးတော့စာကြောင်းတွေကိုပြန်ရေးပါတဲ့ number 1က your parents မင်းရဲ့မိဘက will treat you like a child တဲ့
မင်းကိုကလေးတယောက်လို့ဆက်ဆံလိုက်မယ်တဲ့ if you like it or not if you like it or not မင်းကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေတဲ့အဲ့တော့ no matter whether you like it or not whether ဆို on နဲ့ no matter whether you like it or not မင်းကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေ your parents will treat you like a child နဲ့မင်းကိုကလေးတယောက်လို့မိမိဘတွေကဆက်ဆံပါလိမ့်မယ်တဲ့ number 2 even if he is young တဲ့သူကငယ်နေရင်တောင်မှ he must be treated with respect တဲ့သူကိုတဲ့လေးစားစွာနဲ့မင်းဆက်ဆံလေးစားစွာဆက်ဆံရမယ်တဲ့အဲ့တော့ no matter how နောက်က adjective no matter how young he is သူဘလောက်ပဲငယ်ငယ်ကောမ he must be treated with respect သူကိုလေးလေးစားစားဆက်ဆံရမယ် I don't care what others think of me အခြားလူတွေဘယ်လိုပဲတွေးတွေးကျွန်တော်ကယူမဆိုင်ဘူး I want not change my mind ကျွန်တော်ရဲ့စိတ်ကိုကျွန်တော်ပြောင်းလဲမပြစ်ပါဘူးအဲ့တော့ no matter what other think of me အခြားလူတွေဘယ်လိုပဲထင်ကျွန်တော်ကို I want not change my mind ကျွန်တော်ရဲ့စိတ်ကိုကျွန်တော်ပြောင်းလဲမပြစ်ဘူး It doesn't matter ရေးမကြည့်ဘူး who you are မင်းဘယ်သူပဲဖြစ်ဖြစ်ရေးမကြည့်ဘူး You need to wear your ID card မင်းရဲ့ ID card ကိုမင်းဝေ့ရမယ် on this campus ဒီနေရာမှာဆိုရင်ဒီပတ်ဝန်းကျင်ကိုလာရင်ဒီဝင်းဝိုင်းကိုလာရင်မင်း ID card ကိုမင်းဝတ်ဆင်ရမယ်အဲ့တော့ no matter who you are မင်းဘာကြီးပဲဖြစ်ဖြစ်ဘယ်သူပဲဖြစ်ဖြစ်ကောမှာ you need to wear your ID card on this campus ဒီထဲမှာတော့ဒီကျောင်းဝိုင်းထဲမှာတော့မင်း ID card ကိုမင်းဝတ်ဆင်ရမယ် Even if I want him many times တငါသူ့ကိုအချိန်ပေါင်းများစွာသတိပေးတာတောင်မှ he will never listen to me သူငါ့ကိုဘယ်တော့မှနားမထောင်ဘူး No matter how many times I want him, he will never listen to me ငါအချိန်များစွာသတိပေးတာတောင်သူငါ့ကိုဘယ်တော့မှနားထောင်မှာမဟုတ်ဘူး Dad never complains about the food that mother cooks အဖေကအမေချက်ထားတဲ့အစားအစာနဲ့ပတ်သက်ပြီးဘယ်တော့မှမငြင်းညူပါဘူးတဲ့ even if it is tasteless အရသာမရှိတာတောင်းပါတဲ့အဲ့တော့ no matter how tasteless adjective ပေါ့ no matter how tasteless it is ဘလောက်ပဲအရသာမရှိရှိ that never complains about the food that mother cooks မိမိချက်ထားတဲ့ဟင်းအစားအစာနဲ့ပတ်သက်ပြီးမငြင်းဘူးတဲ့ Number 7 my friends will eat it ကျွန်တော်တကယ်ချင်းတွေကအကုန်စားမှာပဲတဲ့ whatever food I got ဘာအစားအစာပဲချက်ငါတငယ်ချင်းတွေကတော့အကုန်စားမှာပဲတဲ့အဲ့တော့ no matter what food I got ငါဘာပဲချက်ဘာစားစားပဲချက်ကောမှာ my friends will eat it ဆိုတာအကုန်စားတာပေါ့ကျွန်တော်တငယ်ချင်းတွေကအကုန်စားပါလိမ့်မယ်တဲ့ကဲအဲ့တော့ဟုတ်ပြီဒါဆိုလို့ရှိရင်review 2ရဲ့ number 1ရဲ့အဖြေလေးတွေတည်တံကိုကြည့်လိုက်ကြရအောင်ပါကဲအဲ့တော့ review 2ရဲ့ number 1အဖြေက number 1က no matter whether you like it or not your parents will treat you like a child number 2 no matter how young he is he must be treated with respect number 3 no matter what others think of me I will not change my mind number 4 no matter who you are you need to wear your ID card on this campus number 5 no matter how many times I want him he will never listen to me number 6 no matter how tasteless it is Dad never complains about the food Mother cooks မိမိချက်တဲ့ဟင်းကဘလောက်ပဲအရသာမရှိရှိဖေဖေကဘယ်တော့မှမငြီးဘူးဟလာကွန်ပလိမ့်မဖြစ်ဘူးမတက်ဘူး Number 7 no matter what food I got ဘာအစားအစာပဲငါချက် my friends will eat it up ကျွန်တော်တကယ်ချင်းဒီအကုန်လုံးဒါကိုစပစ်မယ် eat it up eat နဲ့ up နဲ့ကြားထဲမှာ it ကလေးထည့်ရတာတော့သတိထားပြီးတော့ကြည်ပါကဲဟုတ်ပါပြီနောက်ထပ်သင်ခန်းစာတွေထဲမှာတော့ poem 2ကိုဆက်လက်ရှင်းပြပေးမှာဖြစ်ပါတယ်အားလုံးဆင်ပြေကြပါစေကျမ်းမာချမ်းသာကြပါစေနော်